se jawala shi jado mi e pado ananda ta dwa sui ro pong ro lila bi kin ba se Ananda se jawala shi jado kuneni ne bwa sui ro myu ro mya se chen mi ja di aung ja di nyen bi kin ba ri se jawala shi jado mi e pado ananda ta dwa sui ro pong ro lila bi kin ba seတရားတွေတို့မြေကိုချမ်းမတို့ရတို့မြေတို့ပိုင်ခဲ့တာတို့မြမပြေသမိုင်းကောင်းများသာရှိစေလေဝိုင်းဝန်းလုံးလက်တွဲချင်းသိမ်းကြစုကပါတီ
တော်တော်လာပါတရားတွေကျုံမြေကိုချုံလာတို့ရတို့မြေတို့ပိုင်ခဲ့တာတို့မြမပြေသမိုင်းကောင်းများပါရှိစေလေဝိုင်းဝန်းလုံးလက်တွေထိမ့်သိမ်းကြစို့ကဘာပြေ
ကကြောင့်လို့ရှိစီစီရီပထိုးစင်နေမှုမညူသားစွာတို့တော်ရွာစီတင်ကားတို့ပေါင်းစနာလောက်တောင်းမှုကုသိုလ်တီကြီးလက်တဘာဝရှူရဲ့အလှပကြီးမြင်အောင်မိပါသည်ကျမတို့ရွာကလေးစီတစ်ခါမှရောက်စီနေနီရွာတောင်တစ်ခွေလဲခွေမြင့်စီခမောက်တို့ရောင်းတဲ့ဆောင်နွားကြောင်သားရဲ့ပလွေတဲ့မြည်လုံးမေးတသေးကောက်ဆိုင်ရင်လဲနောက်ပြောင်းစားကြသည်ရွာတောင်တစ်ခွေလဲခွေမြင့်စီခမောက်တို့ရောင်းတဲ့ဆောင်နွားကြောင်သားရဲ့ပလွေတဲ့မြည်လုံးမေးတသေးကောက်ဆိုင်ရင်လဲနောက်ပြောင်းစားကြသည်အပြုံးကိုစီချစ်စရာကောင်းတဲ့တောတလေးတူညီယူသားချင်းပြေပေါ်ရည်မြန်သည်ဖျားပွဲကြောင့်ဝဲအလူဝဲတွေဖြစ်ရောတဲ့စီစီကျမတို့ရွာကလေးစီလေတစ်ခေါက်လာရောက်စေခြင်းသည်တောင်တခွေလေခွေမြင့်စီခမောက်တို့ရောင်းတဲ့ဆောင်နွားကြောင်သားရဲ့ပလွေတဲ့မြည်လုံးမေးတသေးကောက်ဆိုင်ရင်လေနောက်ပြောင်းစားကြသည်ရွာတောင်တခွေလေခွေမြင့်စီခမောက်တို့ရောင်းတဲ့ဆောင်နွားကြောင်သားရဲ့ပလွေတဲ့မြည်လုံးမေးတသေးကောက်ဆိုင်ရင်လေနောက်ပြောင်းစားကြသည်အပြုံးကိုစီချစ်စရာကောင်းတဲ့တောတလေးတူညီယူသားချင်းပြေပေါ်၍မြန်သည်ဖျားပွဲကြောင့်ဝဲအလှဝဲတွေဖြစ်ရောတဲ့စီစီကျမတို့ရွာကလေးစီတစ်ခါလာရောက်စီကြီးသည် ဒါပါလီပရာဟိတတွေများရဲ့ကျိုးထမ်းရွက်ဒီနိုင်ငံကုန်ဆောင်လူ
ကျင်ကနေအများကျိုးကိုတကယ်ဆောင်ပရာဟိတအကျိုးတော်ဆောင်လေး ဧတုဓမ္မံပရိစ္ဆာနာဧတုဓမ္မောပိစတိနာရမဏပစ္စယဧတုပရိစ္ဆာစေတဓမ္မောဒါနရူပံပရိစ္ဆာဒိဋ္ဌံလေနာဧတုဓမ္မံပရိစ္ဆာနာဧတုဓမ္မောပိစတိနာရမဏပစ္စယနာဧတုကာရေပရိစ္ဆာစေတဓမ္မောဒါနရူပံပရိစ္ဆာဒိဋ္ဌံလေသဗ္ဗေမဟာဗုဒ္ဓံဧတုသာနာဧတုသာနာသံဃေသာသာဧတုဓမ္မောပိစတိကာရုဏာပိစယ
တာဟိတံပရာဟိတံသူတော်တို့ရဲ့အကျိုးကိုဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းမှုကိုသည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘိုးကဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းမှုကိုသည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတည်းတီလူသားအလုံးရှင်တန်တီချစ်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါသည်တဟိတံပရာဟိတံပရိတံဟိတံပရာဟိတံပရိတံဟိတံပရာဟိတံပရိတံဟိတံပရာဟိတံလုပ်ငန်းမှုကိုသည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘိုးကဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းမှုကိုသည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်ကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတည်းတီလူသားအလုံးရှင်တန်တီချစ်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်ကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပြီတဟိတံပရာဟိတံပရိတံဟိတံပရာဟိတံပရိတံဟိတံပရာဟိတံပရိတံဟိတံပရာဟိတံသူတော်တို့ရဲ့အကျိုးကိုဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းမှုကိုသည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘိုးကဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းမှုကိုသည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတည်းတီလောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်မြတ်သူတို့နှလုံးသားမှာမကြောက်
က်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါသည်တတိတံပရာဟိတံပရိတံဟိတံပရာဟိတံပရိတံဟိတံပရာဟိတံပရိတံဟိတံပရာဟိတံလုပ်ငန်းမှုခေါ်သည်ဘာသာရေးလူမှုရေးများမကြမ်းအများကောင်းညို့တဲ့ဘိုးကဆောင်ရွက်ကြသည်မပရာဟိတလုပ်ငန်းမှုခေါ်သည်မြင့်မြတ်သူလို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတတိတီလူသားအလုံးရှင်တန်တီချင်းစင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါပြီတတိတံပရာဟိတံပရိတံဟ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 ိတံပရာဟိတံကျွန်တော်မွေးရဲ့တဲ့တစ်ခါတစ်ခေါက်တော့ရောက်လန်းခဲ့ပါမယ်ကြောက်ကံရဲ့မစုံသေးသေးတဲ့ချစ်သူရဲ့တကယ်ပဲတော့မပြေချီနေတွေပြီးခဲ့ရင်ငယ်ချစ်စီရောက်အောင်ပြန်ခဲ့မယ်တော
ခေါက်တော့ရောက်လာခဲ့ပါမယ်ကြောက်ကန်ရဲ့မဆုံးသေးသေးတဲ့ချစ်သူရဲ့တကယ်ပဲတော့မပြေအချီနေတွေပြီးခဲ့ရင်ငယ်ချစ်စီရောက်အောင်ပြန်ခဲ့မယ်ချစ်သမျှမျက်စိတွေနဲ့တဝဲဝဲလေးနှစ်ဦးသားရဲ့လွမ်းစရာများနဲ့မောင်ရင်နဲ့မှခံစားရတယ်လိုက်ချက်ခုတောင်စီးတာအလားမေငယ်ချင်းနဲ့တွေ့ပြောဘူးတယ်ခုနေများတကယ်ငယ်ကချစ်ရဲ့ပြန်ဆုံးတွေ့ဖို့မျှော်လင့်တယ်တောင်းမိတယ်ကိုနေကိုလဲလွမ်းနေချစ်သူကိုလဲလွမ်းနေအချီနေတွေပေးခဲ့ရင်ငယ်ချစ်ရဲ့မစီပြန်ခဲ့မယ်အကြောင်းကမဆုံးသေးသေးတဲ့ချစ်သူကိုလဲလွမ်းနေစီရမြေမြေကမ်းနာမှာငယ်ချစ်နဲ့ပြန်တွေ့ခြင်းသေးတယ်ချစ်သမျှမျက်စိတွေနဲ့တဝဲဝဲလေးနှစ်ဦးသားရဲ့လွမ်းစရာများနဲ့မောင်ရင်နဲ့မှခံစားရတယ်လိုက်ချက်ခုတောင်စီးတာအလားမေငယ်ချင်းနဲ့တွေ့ပြောဘူးတယ်ခုနေများတကယ်ငယ်ကချစ်ရဲ့ပြန်ဆုံးတွေ့ဖို့မျှော်လင့်တယ်တောင်းမိတယ်ကိုနေကိုလဲလွမ်းနေချစ်သူကိုလဲလွမ်းနေအချီနေတွေပေးခဲ့ရင်ငယ်ချစ်ရဲ့မစီပြန်ခဲ့မယ်အကြောင်းကမဆုံးသေးသေးတဲ့ချစ်သူကိုလဲလွမ်းနေစီရမြေမြေကမ်းနာမှာငယ်ချစ်နဲ့ပြန်တွေ့ခြင်းသေးတယ်တို့တော်ကြီးကလည်းကိုတောင်းဝင်းကိုဗျနိဗ္ဗာန်ကိုရည်ညွှန်းမှသူတန်းတဲ့ဒီလူပါကွယ်
နိဗ္ဗာန်အောင်ပွဲလင်းရောင်ထွန်းလင်းသည်အတန်ဂရစ်ကူကိုမတ်တီဖြတ်စီမဲ့ရန်သူဘာသာမျိုးအတွက်ရှေ့တန်းငါရက်တီတို့မြေပေါ်နေတို့ရေကိုတောင်းတို့မြေအောက်တို့စီဝါတို့သမီးသားတယောက်မကျန်စော်ကားအိမ်ရှင်ပြမအခက်ကိုချိုးသွားအခြေသူမထောက်တဲ့လူအပ်တာများတို့ညီကိုတွေတို့မျိုးကောင်းသားသမီးတွေသည်သစ္စာဒိဋ္ဌံပြုကြသည်သစ္စာဒိဋ္ဌံ1380ခုနှစ်လူလာဇန်10ရက်အဝိဒဒေသကြီးမြို့ပြမြို့နယ်အားလုံးကိုကြည်ပါဇေယတိတ်တိကြောင်းဆောင်ကြီးအောင်ဝဲထိမ့်မှန်အတန်မစဲမှာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲခန္ဓာစီစဉ်များပါဗျာခန္ဓာစီစဉ်ဖြင့်ဆရာတော်တရားတော်ရှင်သူမြတ်များနဲ့တကွာအာလုံးသောကြောင့်ဒါယကကြောင့်ဒါယကမပဒဒါယကပဒဒါယကမလူတော်ကောင်းတို့ကနမောတတ္တသုံးကြိမ်ဆို၍ခန္ဓာကိုဖွင့်လျက်ဖြစ်ပါလေဗျာခန္ဓာစီစဉ်နှင့်အရှင်ညာဏနာမိမရောင်ကြည်တော်ဖွင့်ကာလဖြင့်ဘုရားပြည့်ရန်ဖြစ်ပါလေဗျာခန္ဓာစီစဉ်သောအလုံးကိုရောင်ကြောင်းဆရာတော်ဒုတိယဇနီးယမဗဒဒါယကဒါယကမရောင်ဒါယကဒါယကမပေါင်းသူတော်ကောင်းတို့အားရှင်းပါတိလနှင့်ဟောဝါဒကြီးမြင့်ရဖြစ်ပါလေဗျာခန္ဓာစီစဉ်လေးအရှင်ဇဝနာမှာပဋ္ဌာန်းတရားနာကြရန်နတ်မြမများအားဖိတ်ကြားရန်ဖြစ်ပါလေဗျာခန္ဓာစီစဉ်ကပဋ္ဌာန်းရေးဖတ်တော်မူကြကုန်သောသံဃာတော်ရှင်သူမြတ်မပဋ္ဌာန်းပစ္စယဒေတာကိုနတ်ပစ္စည်းလေးတစ်ပိုက်ကြရွတ်ဆို၍အလက်ကြသံဃာတော်များမှပဋ္ဌာန်းရေးဖတ်ရန်ဖြစ်ပါလေဗျာသို့ဖြစ်ပါ၍ခန္ဓာ
နာစီစဉ်ပြည့်ရဆရာတော်တန်ခါတော်ရှင်မြတ်များရဲ့တပါအာလုံးသောပဋ္ဌာန်းတိုင်းကမပေါင်းလောကောင်းတို့ကနမောတတ္တလုံးချင်းယေဆို၏ခန္ဓာကိုဖွင့်လျက်ရန်ဖြစ်ပါလေဗျာနမောရရှိပြီးသောယာတုကိုသိစိတ်ဥစ္စာတို့သည်
အမြဲတည်တတ်ပြီးနေစေခြင်းဟူသောအကျိုးတရားများနဲ့အတူအသောဘဝနောက်ကာလနဲ့မဲ့ညာပုံညာနိဗ္ဗာန်ကိုဘုဘဝအတူတူနဲ့ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြစေ။အာပါဒာဧကအမနာကရံသောတရိလံအမယာသာမေလောကံကတဝါနာဂိသာဒီပါမေအတိယံမေနာမမေဒီဗရဏေနသဟဧကသမနာကရံသောတရိလံအမယာသာမေလောကံကတဝါနာဂိသာဒီပါမေသမဝဒမိဓမ္မရိကဒီကရဏအနန္တပရိကောဏံအာဂတဝရမနိခေခာဗံကမာတိယမေဝရမေရိယမေသပမတ္ထာနာဝရမနိခေခာဗံကမာတိယမေဒီကမေသဝိတာဝါဒိယဝိယုကနာသနာမာလာကန္ဒဝိလေကနာအာရဏမန္တနာဝိဘုဒ္ဓနာဌာနာဝရမဏိတေခာဝရသမာတိယမေယမေပုံယဝိဒမေကိလံဝိကနာစေယောဟောတုဒီမာလေကိသာကျောင်းတော်လေးကြီးရေစက်ချဝဲအောင်ဝဲအနေနဲ့အကြည့်ဥစတင်ပြီးတော့အလုံးအမတန်မှခက်ခဲနေတဲ့အနန္တနေရာသမန္တခေါ်တဲ့ပဋ္ဌာန်းကျမ်းမြတ်ဒီပဋ္ဌာန်းကျမ်းမြတ်ကြီးရဲ့ရုပ်ဖတ်ပူဇော်တော့မယ်အဲဒီလိုပူဇော်တော့မယ်ဆိုတော့ဦးဇင်းတို့ပဋ္ဌာန်းတရားနာကြမယ်ဦးဇင်းတို့ဒါရကဓာရိကာမအပေါင်းသူတော်ကောင်းများဦးဇင်းတို့ဩဝါဒအနေနဲ့မကြာပြောပါလေအဲ့တော့မကြာပြောတာတွေကမှတ်မိမယ်ဆိုရင်တော့ကြားတော်မှမကြားချင်တော့ဘူးအဲ့တော့စကားကိုတူပြောရမယ်အစားစားနေပြီးတော့စကားမပြောပါနဲ့စကားပြောရင်အကျဉ်းထွက်ပါဒါဒီကနပြောနေရပါလေအဖြစ်လို့ပြောရတယ်လေဦးဇင်းတို့ပဋ္ဌာန်းယောဂပူဇော်တာယောဂပူဇော်တဲ့ပုဂ္ဂိုလ်ကအတားမကြသေးဘူးမရင့်ကျက်သေးဘူးဆိုရင်စကားပြောတာကြားလို့ရှိရင်ပဋ္ဌာန်းယောဂပူဇော်နေတဲ့ပါဠိပတ်သားတွေမာယုံပေါ်တတ်ပါလေအဲဒီလိုပါဠိပတ်သားတွေမာယုံပြီးတော့ယောဂပူဇော်မိမယ်နာယူကြမိမယ်ဆိုလို့ရှိရင်အမှားကနေအမှန်ဖြစ်အမှန်ကနေအမှားဖြစ်ပြီးတော့
နာကြနေရမယ်အမှန်တော့အမှန်တိုင်းမနာကြရဘူးဆိုလို့ရှိရင်ဘုရားတို့ဓမ္မံကလေးထိုက်မှာဖြစ်ပါလေအဲဒီလိုဓမ္မံကလေးထိုက်မှာတရားတော်ရဲ့အန္တရာယ်ဖြစ်မှာကြောက်လို့ဒါကပြောရင်လူပြောတာတော့အသာသာပြီးတော့မနေပါနဲ့ကိုကတပါးတတ်နေတပါးနှစ်ပါးတတ်နေနှစ်ပါးတော့နာကတရားနာကခန္ဓာလေးကိုတည့်ပြီးတော့ထားလိုက်မယ်ဆိုလို့ရှိရင်တရားနာရင်နဲ့တရားအားထုတ်တာနဲ့တူသလားမတူလားဆိုတော့မဖြေနဲ့မဖြေတော့မဆက်ရလို့ရှိတော့ဟုတ်လားအဲ့တော့ဒီနေရာလေးမကြကြရအောင်အဲ့တော့ဓမ္မတရားတွေခိုင်မှာသို့လို့ဇေဘဝကဏ္ဍနာတဲ့ပြောရတာအဲ့တော့ဒီပဋ္ဌာန်းကျမ်းမြတ်ကမြတ်စွာဘုရားရှင်ဖယားအဖြစ်ကိုရောက်ပြီဆိုတာနဲ့တည်းနဲ့မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်ကနိလကိတလောဟိတဩဇာတမေသိတပပ္ပတရဆိုတဲ့ရောက်ရှိတော့၆ပါးကိုမြူထွက်ပေါ်လာခြင်းမရှိပါဘူးအဲ့တော့ဓမ္မတေကတိဝိကေဇာတိပတာပုဂ္ဂလပညာကထာဝတ္ထုယမတ်ပဋ္ဌာန်းဆိုပြီးတော့အဘိဓမ္မာပဋ္ဌာန်းကိုအစဉ်အတိုင်းသုံးသပ်ဆင်ခြင်တော်မူမှနောက်ဆုံးပိပဋ္ဌာန်းကျမ်းမြတ်ကိုပြပပူဇော်မှဆင်ခြင်မှရသော်ဘုရားရှင်ရဲ့ဘုရားနာကသောတော်ကပြောခဲ့တဲ့ဒီလပိတာတော်ဤတော်ရတာမြေစိတ်ပပ္ပတရဆိုတဲ့ရောက်ရှိတော့၆ပါးတည်းနဲ့ကိုယ်ပြုလာတာဖြစ်ပါလေအဲ့ဒီလိုရသော်ဘုရားရှင်ရဲ့ခန္ဓာကိုယ်ကရောက်ရှိတော့၆ပါးကိုယ်ပြုလာတာနဲ့ထွက်ပေါ်လာတဲ့တည်းနဲ့တည်းလောကဓာတ်ဒီဘုလုံးမှာရှိတဲ့နော်တက်ရှိခြင်းရှားတော့အသက်မဲ့တဲ့ပုဂ္ဂိုလ်တွေကိုတဲ့တက်ရှိတော်တက်မဲ့ကိုအားလုံးကောင်းကျိုးများစွာခံစားရတယ်တက်ရှိပုဂ္ဂိုလ်တွေမှာဆိုရင်မျက်စိမမြင်တဲ့ပုဂ္ဂိုလ်မျက်စိမြင်ရနားမကြားတဲ့ပုဂ္ဂိုလ်နားကြားရနော်ခြေတော်ဒီမကောင်းတဲ့ပုဂ္ဂိုလ်တွေခြေတော်ဒီကောင်းဆုံးကြစသည်အားဖြင့်ကောင်းကျိုးများစွာခံစားရရှိပါလေအသက်မရှိတဲ့ပုဂ္ဂိုလ်တွေတစ်ပင်တွေမှာဆိုလို့ရှိရင်အတိအကျအတိအကျအပုတ်ပုတ်ခြင်းမဟုတ်ဘဲနဲ့အချင်းအခါမဟုတ်အတိအကျအပုတ်တွေပို့ကြရတယ်။ဒါဟာမြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်ကရောက်ရှိတော်၆ပါးတကယ်နဲ့ကိုယ်ယူလာလို့ကောင်းကျိုးများစွာခံစားရရှိကြတဲ့အကျိုးတရားများဖြစ်ပါလေ။ဦးဇင်းတို့ယောဂပူတော်ရဲ့ပုဂ္ဂိုလ်များကသံဃာတော်များကရိုးရိုးသေးသေးနဲ့ပါဠိပုပ္ပတိတက္ကရာဒီမှန်ကန်ကန်ယောဂပူတော်တို့နာယုကတာကြောင့်လည်းဦးဇင်းတို့ဒါယကဒါယိကမဟောသူတော်ကောင်းများကလည်းရိုးရိုးသေးသေးလေးလေးစားစားရိုးရိုးကြည်ကြည်နဲ့နာယုကတာကြောင့်လည်းဆိုရင်ကောင်းကျိုးများစွာရရှိခံစားကြရမယ်ဒါကောကျိုးလားမယုံလားယုံပါဗျာယုံရင်တော့ရိုးရိုးသေးသေးလေးလေးစားစားနာယူမှတ်သားကြဖို့လူမာလားမလိုဘူးလားလိုပါဗျာအဲ့ဒီလိုရေးလို့ပြန်နော်အမေကြီးရဲ့အဖြစ်ရှိတာလေငြိမ်းနေတော့တရားဟောဓမ္မဂရိကတွေလည်းနားလည်မှာမဟုတ်ဘူးဗျာနော်အဲ့တော့တရားဟောဓမ္မဂရိကတွေနားလည်အောင်အမေကြီးရဲ့အဖြစ်လေးတွေတော့ဖြည့်ပေးကြဓမ္မကလည်းတရားဟောတဲ့ဘုန်းကြီးတွေအားရှိလာပြီးတော့ရှေ့ဆက်ပြီးတော့ဟောလို့ကောင်းတာပေါ့ဒါမမေးတော့မေးတော့အခါမှမဖြေတော့ဘူးဆိုရင်တော့တရားဟောဓမ္မဂရိကကိုလည်းစီကိုလက်နဲ့ဆုတ်ထားလို့ဖြစ်ပါဘူးနော်အဲ့တော့အဲ့ဒီလိုမဖြစ်အောင်နေယူဆက်နေကြပါတော့တရားတွေလည်းညာပေါင်းများပါပြီအများနဲ့နားနေကြတယ်ဒါကြောင့်ကောင်းကျိုးများစွာခံစားရရှိကြမယ်ပဋ္ဌာန်းကျမ်းမြတ်တဲ့ဦးဇင်းတို့ဇေယျတိတိကြောင်းကြီးကိုလည်းအံတရေကင်းဘေးရာရှင်းအောင်ဦးဇင်းတို့ကြည်ရွာသူကြည်ရွာသားများဒါယကဒါယကမပေါင်းတော်ကောင်းများကိုလည်းအံတရေကင်းပြီးတော့ဘေးရာကြီးရှင်းအောင်လို့ပဋ္ဌာန်းကျမ်းမြတ်နဲ့စတင်ပြီးတော့
ကျောင်းရည်စက်ချအပွဲကြီးကိုအစပြုနိုင်မှာဖြစ်ပါလေအဲ့တော့အားလုံးပဲလုံယုံကြည်ကြည်ဒီကိစ္စသာနာယူမှတ်သားပြီးတော့သွားကြမယ်လာကြမယ်နေကြမယ်ထိုင်ကြမယ်ဆိုလို့ရှိရင်ပဋ္ဌာန်းတရားနာယူမှတ်သားကြတဲ့ဒိုင်ကာမှာပေါ်တော်ကောင်းများတဲ့နာကတရားနာဉာဏ်ကခန္ဓာလေးကိုတက်ပြီးတော့ထားလိုက်တယ်ဆိုရင်တရားနာရင်ကတရားအားထုတ်တာနဲ့ဝိပဿနာအားထုတ်တာနဲ့အတူတူပဲဖြစ်သွားပါလေအဲ့ဒီကောင်းကျိုးများစွာရရှိမဲ့ပဋ္ဌာန်းတရားတော်များကိုရိုးရိုးသေးသေးလေးလေးသားသားရိုးရိုးကြည့်ကြည့်နဲ့နာယူမှတ်သားနိုင်ကြပါစေလို့နောက်ဆုံးအနေနဲ့တိုက်တွန်းပြီးတော့ပြုတော်လိုက်ရပါလေဘိဓမ္မာဘေပါတိသာဓုမောနုကေသတိဘောစကြဝဠာနာတွင်ဒီလေပင်အောင်ဘုရားဓမ္မကောင်းကိုဒါနေဒါနေပဋ္ဌာန်းဒေသနာရုပ်ဖတ်ရန်အချိန်ရောက်လာတဲ့အခါမှာဒုတော်ဘာတော်ဘုရားဘာတော်တော်ဘောနဲ့ဘုံဘောကမှာပရမချိန်တော်ချိန်ကပြမရာရဲ့ရာရဲ့ဘုရားရာရဲ့ပါသောဝိမယောတေတေသဘောလည်းတော်နဲ့ဘုံတော်မန်တော်ရှင်မေဟောမှာဒီတော့အရာလုံးသောတဲ့ဝိပကတိသဘောဆက်ရှင်ဟောရဲ့အောဘယ်လဲကောင်းပြတာတော့ဘိဓမ္မာဘေဒီသဘာဝထုံးချုံလုံးဆုံးကိုဘုံဘုံဝဲတာပါတဲ့ချာတယ်ဘုရားစီတော်မေဖို့ဒီကရာဘောကဒီတော်မှာများများကိုဟောခဲ့ရာသေယကောင်းတဲ့လောစွာသူကြီးအဘိဓမ္မာများစီကြီးသည်တမောဘဝေပြထမောတော်မူလာခဲ့ပြီဒါရုံတော်လူတွေသတိသူတော်စေစေလုံးကိုယုံကြည်နေကြတဲ့ဉာဏ်ဖြစ်စေတဲ့ရှိတော်အဘိဓမ္မာဘေဒီအဘိဓမ္မာတရားစီကြီးသည်ဘာတိလူပြေလောကလူธรรม၌ဓမ္မလည်းကောင်းမြာရောဖြင့်ပြောင်ပြောင်ဝဲဝဲကောင်းတဲ့တော်တော်လေးဒီပါဠိကတဏ္ဍာစာဒီဝါနနိမတိမာသာကမောမောဒမာနာအရိသံတို့ကုဏံတို့ဓမ္မမောဒနာတဏ္ဍာစာဒီဝါနသူတော်စေရာစေဘောတိတရားနဲ့ခေါ်မြဲတဲ့ဆောင်လို့ကျေဆောင်လိစ္ဆာကျိုးကိုကြသည်ဒေဝဒေဝနဲ့ဓမ္မတို့ဟာသာဟာဝါသူတော်ချင်းချင်းတည်းတွေပေါင်းတဲ့ပြန်မေတ္တာကိုမေ့စေ၍ကြည်ယူစေရဲ့ယုတ်တည်တဲ့ရှိတော်ပေါ်ရဲ့အိမရိမာဘောဇဉ်ရဲ့ကဲဓမ္မပွဲကိုလည်းပဲရှင်ပြုံးလို့ခြင်းသုံးဆောင်လိုက်ပါစေသောစွာပြေမာသာသာသာပါရဲ့ဖေချာမိခံကြပါလို့ခန္ဓာရှိခြင်းအားရလေးကြတန်ခါတော်များပဇံရွတ်ဖတ်ရဖြစ်ပါလေဗျာဟေတုပစ္စယောအာရကနာပစ္စယောအရိယတိပစ္စယောအနန္တပစ္စယောဓမ္မန္တရပစ္စယောသာသနာပစ္စယောအိယပိယပစ္စယောနိတယပစ္စယောဥပါနိယပစ္စယောဝိကာရပစ္စယောဣဇာသနာပစ္စယောအာရိဝနာပစ္စယောသမ္မာပစ္စယောဝိပါကပစ္စယောအာရပစ္စယောဣရိယပစ္စယောသာနာပစ္စယောဘဂပစ္စယောသံဃိဝပစ္စယောဝိတယောပစ္စယောအတ္တိပစ္စယောအတ္တိပစ္စယောဣဂပစ္စယောအဝိယပစ္စယောမောတိဟေတုသေတယောတိဟေတုနောမေတရဏဓမ္မနာသမ္ဗုဒ္ဓနာမေသဗဗာနာဟေတုပစ္စယေနပစ္စယောအာရမဏပစ္စယောတိရူပယကနာသတုဝိညာဏဓာတုယ
သမ္မာဝိသကမေသဓမ္မနာအာရမဏပစ္စေနပစ္စယောသတ္တယတနာဘုဒ္ဓဝိညာဏဓာတုယသမ္မာဝိသကမေသဓမ္မနာအာရမဏပစ္စေနပစ္စယောခန္ဓာယတနာကာလဝိညာဏဓာတုယသမ္မာဝိသကမေသဓမ္မနာအာရမဏပစ္စေနပစ္စယောယထာယတနာဇေဝဝိညာဏဓာတုယသမ္မာဝိသကမေသဓမ္မနာအာရမဏပစ္စေနပစ္စယောဝတ္တပါယတနာကာယဝိညာဏဓာတုယသမ္မာဝိသကမေသဓမ္မနာအာရမဏပစ္စေနပစ္စယောအယံဓမ္မအာရဟယေယေဓမ္မဥပိသံတိသေကာသေတိကာဓမ္မကေတိဓမ္မကေတံမေတံဓမ္မနာအာရမဏပစ္စေနပစ္စယောအတိပါတိပစ္စယောတိသန္တာရိကတိသန္တာသံဝေကနာဓမ္မနာသမ္မောဌာနာမေသာရူပံအတိပါတိပစ္စေနပစ္စယောဝရိယာနိကတိဝရိယသံဝေကနာဓမ္မနာသမ္မောဌာနာမေသာရူပံအတိပါတိပစ္စေနပစ္စယောမာနံအဗျာကတာနံဓမ္မနံအနန္တရပစ္စေနပစ္စယောဘုရိမာအဗျာကတာဓမ္မပစ္စေမာနံသုတလနံဓမ္မနံအနန္တရပစ္စေနပစ္စယောဘုရိမာအဗျာကတာဓမ္မပစ္စေမာနံအသုတလနံဓမ္မနံအနန္တရပစ္စေနပစ္စယောဘာဝနာပွားနဲ့ကြပါကုသိုလ်ရှိသူခုလေးလူနောင်လေးလူဘဝဆက်ဆက်လူပြီးလို့မကုန်ကျွေးလို့မကုန်မြင့်မြတ်တဲ့လူရံရွယ်လို့ကုသိုလ်ယူတဲ့လူလို့ကုသိုလ်ယူနေတိုင်းကုသိုလ်ယူဝတ္တအားရရှိသူရဲ့နေတဲ့လူသူစင်ရိုးတာကျိုးစားရတဲ့ဒီအလူလက်တွေနဲ့ချမ်းနေတဲ့လူခုလေးလူနောင်လေးလူဘဝဆက်ဆက်လူပြီးလို့မကုန်ကျွေးလို့မကုန်မြင့်မြတ်တဲ့လူရံရွယ်လို့ကုသိုလ်ယူတဲ့လူလို့ကုသိုလ်ယူနေတိုင်းကုသိုလ်ယူဝတ္တအားရရှိသူရဲ့နေတဲ့လူသူစင်ရိုးတာကျိုးစားရတဲ့ဒီအလူလက်တွေနဲ့ချမ်းနေတဲ့လူဘာဝနာပွားနဲ့ကြပါကုသိုလ်ရှိသူခုလေးလူနောင်လေးလူဘဝဆက်ဆက်လူပြီးလို့မကုန်ကျွေးလို့မကုန်မြင့်မြတ်တဲ့လူရံရွယ်လို့ကုသိုလ်ယူတဲ့လူလို့ကုသိုလ်ယူနေတိုင်းကုသိုလ်ယူဝတ္တအားရရှိသူရဲ့လူတို့ရဲ့
ဘာဝနာပွားမြတ်ကြပါကုသိုလ်ရှိသူကရွယ်လို့ကုသိုလ်ယူတဲ့လူလို့ကုသိုလ်ယူ